အများစုသောခရိယန်တွေကတော့ကျမ်းစာကိုဖတ်တယ်နားလည်ခြင်းလို့နားလည်ပြီးအသက်ရှင်ခြင်းလို့အသက်ရှင်ကြတယ်ကိုထင်တာမြင်တာအားလုံးမှန်တဲ့အကြောင်းကိုကျမ်းစာထဲမှာကျမ်းပိုက်တွေကိုကိုးကားပြီးသုံးလုံးလေးရှိကြတယ်ဒါကြောင့်ဘုရားခင်ဖွင့်ပြတယ်ဘုရားခင်နားလည်စေတယ်ဘုရားခင်စကားပြောတယ်လို့ပြောရင်ဘုရားရဲ့နှုတ်တော်ထွက်စကားတော်ရဲ့တက်တည်ဖြစ်တဲ့ကျမ်းစာနဲ့ညီရမယ်ပေါ့ဒါကြောင့်တော့လာလွယ်တယ်ဘုရားစကားနားထောင်ဖို့အတွက်ကြတော့ဘုရားကြောင့်တွားတာဖက်ဖို့ခက်ခဲနေတတ်ကြပါဒါကြောင့်ခရိယာတက်တာမှာကျတော့တရားစကားကိုဝန်ခံခြင်းဟာတရားစကားကိုရွေးချယ်ခြင်းဟာဘယ်လောက်ထိအရေးကြီးလဲလို့ပြောတယ်တတိပြုစရာတချို့လေးတွေရှိတော့တစ်နှစ်လေးမှာလူအပေါင်းကကယ်တင်ခြင်းတို့ရောက်ရည်တမန်တရားကိုသိစေခြင်းကဘုရားခင်အလိုတော်ရှိတယ်လို့ပြောတယ်အများစုသောခရိယန်တွေကတော့ကျမ်းစာကိုဖတ်တယ်နားလည်ခြင်းလို့နားလည်ပြီးအသက်ရှင်ခြင်းလို့အသက်ရှင်ကြတယ်ကိုထင်တာမြင်တာအားလုံးမှန်တဲ့အကြောင်းကိုကျမ်းစာထဲမှာကျမ်းပိုက်တွေကိုကိုးကားပြီးသုံးလုံးလေးရှိကြတယ်အဲ့တော့ခရိယန်တက်တာကနေခြင်းလို့နေလို့မရဘူးကိုထင်လို့သွားလို့မရဘူးတမန်တရားကပြတဲ့အတိုင်းသွားရမှာအဲ့တော့မင်းကိုမေးစရာရှိတာကတမန်တရားဆိုတာဘာလဲတမန်တရားဆိုတာဘယ်လိုလဲတမန်တရားရဲ့အဓိပ္ပာယ်ကဘာလဲလို့ပြန်မေးရင်တမန်တရားရဲ့အဓိပ္ပာယ်ဒီစကားလုံးပေါ်မှာသုံးတဲ့အသုံးနှုန်းတွေနဲ့အဓိပ္ပာယ်တွေကရန်ကိုကျေပြန့်ဒါပေမဲ့အရေးအကြီးဆုံးအချက်နှစ်ချက်ကိုပြောပါလို့ပြောရင်နှစ်ခုပဲရှိနံပါတ်1တော့ရှင်ယောဟန်အခန်းကြီး14ပိုက်ငယ်6မှာဒါဒီတန်ခီအသက်တမန်တရားယောဟန်အခန်းကြီး8:32မှာယူဒလူမျိုးတွေတခင်ယေရှုပြောတယ်တမန်တရားကိုလည်းသိကြတယ်ဖြစ်သူတရားဒီသင်တို့ကိုလွတ်လိမ့်မည်နံပါတ်1တခင်ယေရှုကိုမှန်ကန်စွာသိမြင်နားလည်ခြင်းဟာကယ်တင်ခြင်းကိုရောက်เสียအကြောင်းဖြစ်ဒါကြောင့်တမန်တရားဖြစ်တဲ့ယေရှုကိုသိကျွမ်းခြင်းကကယ်တင်ခြင်းတို့ရောက်เสียအကြောင်းပြည့်စည်ရင်ခြင်းမှလွတ်မြောက်เสียအကြောင်းဖြစ်ဒုတိယကျတော့ရှင်ယောဟန်အခန်းကြီး7ပိုက်ငယ်7မှာကိုရောဤနှုတ်ကပတ်ဒီတမန်တရားဖြစ်ပါအဲ့တော့နံပါတ်1တမန်တရားဘာလဲဆိုရင်ဘုရားသခင်ရဲ့နှုတ်တော်ထွက်စကားတော်တွေဖြစ်တယ်ဒီတော့ကယ်တင်ခြင်းကိုရောက်ဖို့အကြောင်းလဲတမန်တရားအဖြစ်ရောက်တယ်လို့တမန်တရားကိုသိပြီးအသက်ရှင်စရာအကြောင်းလို့ပြောရင်လေကိုတော်ရဲ့နှုတ်ကပတ်စကားတွေအဖြစ်အသက်ရှင်ရအဲ့ဒီနှုတ်ကပတ်စကားဟာဘယ်မှာပါတယ်လဲလို့ပြောရင်ရှင်ယောဟန်အခန်းကြီး9အပိုက်ငယ်39မှာပါကျွန်တော်ကတဲ့ထာဝရအသက်ကိုရမယ်ထင်တဲ့ကျမ်းစာကိုဖတ်တယ်တဲ့ကိုကျမ်းစာပြီးငါဤတက်တယ်ဒါကြောင့်ဘုရားခင်ဖွင့်ပြတယ်ဘုရားခင်နားလဲစေတယ်ဘုရားခင်စကားပြောတယ်လို့ပြောရင်ဘုရားရဲ့နှုတ်တော်ထွက်စကားတော်ရဲ့တက်တည်ဖြစ်တဲ့ကျမ်းစာနဲ့ညီရမယ်ပေါ့အဲ့တော့ခရိယန်တက်တာအသက်ရှင်ခြင်းအဲ့ဒီစကားတော်အတိုင်းအသက်ရှင်ရတာပေါ့ဒီတော့ဒီညမှာစကားလုံးလေးတစ်လုံးဟာစိတ်ဝင်စားစရာကောင်းတယ်အဲ့ဒီမှာတမန်တရားကိုသိစေခြင်းကဘုရားခင်အလိုတော်ရှိအဲ့တော့တမန်တရားဘယ်မှာသိနိုင်မလဲဘုရားကျောင်းမှာသိနိုင်မယ်တမန်တရားကိုဘုရားကျောင်းမှာပြောတယ်တမန်တရားဘယ်မှာရှိလဲကျမ်းစာထဲမှာရှိတယ်အဲ့တော့ကျမ်းစာရဲ့အကြောင်းတွေဘယ်မှာပြောလဲဘုရားကျောင်းမှာပြောတယ်ဘယ်မှာပြောလဲမိထာရမှာပြောတယ်မှာသင်ပေးလဲသင်တန်းနေမှာသင်ပေးတရက်ကနေစပြီး3ရက်တိရှိတယ်တစ်ပတ်ရှိမယ်3လရှိမယ်6လရှိမယ်9လရှိမယ်4နှစ်ရှိမယ်တမန်တရားဆိုတဲ့နှုတ်ကပတ်ပေါ်မှာသင်ခြင်းလေးလာတိဆောက်ကြတာသင်ယူကြတာပေါ့အဲ့တော့တမန်တရားကိုသိဖို့အတွက်ကျတော့မိမိရှိတဲ့နေရာမှာပင်သိနိုင်တဲ့အရာကတော့ကျမ်းစာဖြစ်တယ်ခုခေတ်ဆိုကျေးဇူးတော်ကြောင့် online တွေရှိတယ်အားတဲ့အချိန်တွေမှာဖွင့်ထားပြီးမှနားထောင်နိုင်တယ်ဒါတမန်တရားနဲ့ဆိုင်တဲ့အရာကိုသိနိုင်မဲ့နေရာတွေအများကြီးဖြစ်သွားတယ်ဒါပေမဲ့အဲ့လောက်ပဲမဟုတ်ဒီစကားလုံးကအဲ့တော့အဲ့ဒီ knowledge ဆိုတဲ့အင်္ဂလိပ်စကားလုံးရဲ့ meaning မှာကောင်းကောင်းပိုင်းခြားသိတာကိုပြောချင်တာဒါကြောင့်တမန်တရားကိုသိစေခြင်းလို့ပြောတဲ့အခါမှာကြားနိုင်မဲ့နေရာတွားပြီးကြားသွားတာမျိုးပြောတာမဟုတ်မိထာရတွားပြီးနားမထောင်ခြင်းလဲနားထောင်မကြားခြင်းလဲကြားလို့ကြားခဲ့ရတာမျိုးပြောနေတာမဟုတ်အဲ့ဒီတမန်တရားကိုသိကျွမ်းခြင်းကအဲ့ဒီနှုတ်ကပတ်တော်စကားကိုတဲ့ကောင်းကောင်းပိုင်းခြားသိတာဘုရားကြောင့်ငါတို့ဘာကြောင့်တွားနေတာလဲဆိုတော့မိထာရတွေဘာကြောင့်တွားနေတာလဲဆိုတော့ပိုင်းခြားကောင်းကောင်းသိတာဘာကြောင့်ငါတို့ကျမ်းစာဖတ်နေတာလဲဆိုတော့ကောင်းကောင်းသိတာဒီတော့တမန်တရားကိုသိစေခြင်းကဆိုတဲ့စကားလုံးဟာကောင်းကောင်းပိုင်းခြားတဲ့အထိရောက်သွားတာကိုဆိုလိုတယ်တမန်တရားကိုကျွန်တော်တို့ပိုင်းခြားသိတဲ့အခါတမန်တရားကိုဝန်ခံလာတဲ့အခါအဲ့ဒီဘုရားစကားကိုဆင်ခြင်လာတဲ့အခါနားထောင်လာတဲ့အခါဘာတွေဖြစ်လာမလဲဆိုတဲ့အဲ့ဒီအကျိုးကိုသိတဲ့အခါမှာအဲ့ဒီနားထောင်ခြင်းတွေကကျွန်တော်အသက်တာထဲမှာတဖြည်းဖြည်းဘုရားစကားကိုဝန်ခံဖို့နားထောင်ခြင်းရဲ့အကျိုးအကြောင်းကိုသိယူဖို့လွယ်စေတာမဟုတ်ရင်ရန်ခက်တချို့လူတွေနော်တချင်းဆိုရင်တက်ကြွနေတာဒါပေမဲ့နှုတ်ကပတ်တော်လို့ပြောလိုက်တာနဲ့စပြီအဲ့ဒါအိမ်ငိုက်ပြီအဲ့ဒါစိတ်တွေမငြိမ်တော့ဖုန်းကင်လိုက်တာနဲ့ဟိုနာကုတ်လိုက်တာနဲ့တီးပေါက်ရတာနဲ့ကနာမငြိမ်နေဖြစ်ကုန်တချို့ဆိုကျမ်းစာကင်လိုက်တာနဲ့အိပ်ပြီအဲ့ဒါဘာဖြစ်တာလဲလို့ပြောရင်နားထောင်ခြင်းရဲ့အကျိုးအကြောင်းကိုသင်ယူခြင်းဆိုတဲ့အဲ့ဒီနေရာမှာလွန်ဆွဲနေတာတမန်တရားရဲ့အကျိုးကိုကောင်းကောင်းမသိတဲ့အခါတမန်တရားကိုကောင်းကောင်းမသိတဲ့အခါတမန်တရားဟာဘာအတွက်လဲဘာကြောင့်လဲတရားစကားကိုဘာကြောင့်ဝန်ခံတာလဲမသိတဲ့အခါမှာအဲ့ဒီပြဿနာတွေအဲ့ဒီလူရဲ့ခန္ဓာကိုယ်ထဲမှာအဲ့ဒီလူရဲ့အသက်တာထဲမှာအဲ့ဒီပြဿနာဖြစ်တယ်အဲ့တော့တမန်ကျမ်းစာကိုကျွန်တော်ကြည့်တဲ့အခါဘုရားစကားတမန်တရားဟာတဲ့လွတ်မြောက်ခြင်းကိုဖြစ်စေအပြစ်စီရင်ခြင်းကနေလွတ်စေတာနော်ရှင်ယောဟန်အခန်းကြီး8:32မှာဒုတိယကျတော့အဲ့ဒီနှုတ်ကပတ်တော်တမန်တရားဟာဘာဖြစ်စေလို့ဆိုတန်ရှင်းစင်ကြယ်ခြင်းကိုဖြစ်စေတယ်ရှင်ယောဟန်အခန်းကြီး7ပိုက်ငယ်7မှာအဲ့ဒါပါတန်ရှင်းတဲ့အသက်တာတန်ရှင်းတဲ့အသွေးပေါ့အဲ့တော့ဘယ်အချိန်မှ sanctification ဆိုတဲ့
တန့်ရှင်းတဲ့အသက်တာကိုတွားလဲဆိုအဲ့ဒီနှုတ်ကပတ်တော်တမန်တရားကိုသိပြီးအဲ့ဒီတမန်တရားကိုဝန်ခံပြီးအသက်တာထဲမှာအသက်ရှင်မှာအဲ့ဒီတန့်ရှင်းခြင်းရလာအဲ့ဒီတန့်ရှင်းတဲ့အသက်တာကပဲပြည့်စုံတဲ့ရစ်ပူဇော်ခြင်းဆိုတဲ့ပေးအပ်ပူဇော်ခြင်းအဆင့်ကိုရောက်တယ်နံပါတ်3ကတော့အဲ့ဒီနှုတ်ကပတ်တော်တမန်တရားကဘာကိုဖြစ်စေလဲဆိုဘာကိုပေးလဲဆိုရင်လမ်းပြသွန်သင်ခြင်းနှုတ်ကပတ်တော်ကိုနှလုံးသွင်းလာတဲ့အခါအဲ့ဒီနှုတ်ကပတ်တော်ကိုခံယူလာတဲ့အခါအဲ့ဒီတမန်တရားကိုခံယူလာတဲ့အခါကိုယ့်ရဲ့အသက်တာမှာပြုတင်ပြုအပ်တဲ့အရာတွားတင်တွားအပ်တဲ့အရာကိုဘာတွေလှုပ်တင်တယ်ဘယ်လိုတွေးတင်တယ်ဘယ်လိုနေထိုင်တင်တယ်ဘယ်လိုပြုပြင်ခြင်းတယ်ဘယ်လိုပြင်ဆင်တင်တယ်ဆိုတဲ့အရာအားလုံးကိုအဲ့ဒီနှုတ်ကပတ်တော်တမန်တရားကနေရစေတယ်ဒါကြောင့်ဆာလံအခန်းကြီး25အပိုက်ငယ်9မှာဘုရားသခင်အလိုတော်၌ကျင်လေရာဖို့ဉာဏ်ပညာကိုပေးပါတဲ့ဒါဝိဒ်ကဘုရားရဲ့အလိုတော်ထဲမှာကျွန်တော်အသက်ရှင်ခြင်းနဲ့ဒါကြောင့်ကိုတော်ဉာဏ်ပညာကိုပေးပါအဲ့ဒီဉာဏ်ပညာဘယ်ထဲကရလဲဆိုနှုတ်ကပတ်တော်ထဲကရနိုင်တယ်ဒါကြောင့်တူဦးတယောက်ကဘုရားသခင်အလိုတော်တိုင်းအသက်ရှင်မယ်ဦးတယောက်ကကိုယ့်ရဲ့အသက်တာကိုဆက်ကပ်ပြီးအသက်ရှင်ခြင်းနဲ့တူဦးတယောက်ကဘုရားရဲ့အကြံစီတော်အတိုင်းပဲအသက်ရှင်ခြင်းနဲ့ဆိုကျမ်းစာဖတ်ရအောင်နှုတ်ကပတ်တော်နှလုံးသွင်းရမယ်အဲ့ဒီနှုတ်ကပတ်တော်ကဘုရားအလိုတော်တိုင်းဘယ်လိုအသက်ရှင်ရမလဲဆိုတာကိုကျွန်တော်တို့ကိုလမ်းကြောင်းပေးနိုင်တမန်တရားရဲ့အကျိုးကျေးဇူးတွေဖြစ်တယ်နံပါတ်4နှုတ်ကပတ်တော်တမန်တရားရဲ့အကျိုးကျေးဇူးဟာအတွင်းလူကိုငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းနဲ့ပြည့်စုံဒါကြောင့်ဆာလံဆရာဒါဝိဒ်ကဆာလံအခန်းကြီး43ပိုင်းငယ်3နဲ့4မှာဒီလိုရေးခဲ့ဘူးအလင်းတော်နှင့်သစ္စာတော်ကိုဆေလွတ်တော်မူပါသူတို့ဒီလမ်းပြ၍တန်ရှင်သောတောင်တော်တို့၎င်းတဲတော်တို့၎င်းအကျွန်ုပ်ကိုပို့ဆောင်ပါစေသောတို့ပြုလင်ဘုရားသခင်၏ရစ်ပလင်တို့၎င်းကျွန်ုပ်၏ဝမ်းမြောက်ခြင်းအရာဘုရားသခင်အထံတော်တို့၎င်းအကျွန်ုပ်ဒီရောက်လာ၍ကိုယ်တော်ကိုစောင်းတီးလက်ချီးမွမ်းထောပနာပြုပါမည်ဖရာကျွန်ုပ်ဤဖရာအဲ့ဒီအလင်းတော်နဲ့တစ္ဆာတော်ကလမ်းပြတ်လာတဲ့အခါမှာဖရာရဲ့အထံတော်ကိုပို့ပြီးတွားလာစေတယ်အဲ့တော့ဖရာသခင်နဲ့နီးကပ်လာတဲ့အသက်တာနှုတ်ကပတ်တော်ကိုဆင်ခြင်လာတဲ့အသက်တာတမန်တရားကိုနှလုံးသွင်းလာတဲ့အသက်တာကအတွင်းထဲမှာအဲ့ဒီတမန်တရားနဲ့နှုတ်ကပတ်တော်ဟာရှိနေတဲ့အခါကျတော့ငြိမ်သက်ခြင်းနဲ့ဝမ်းမြောက်ခြင်းနဲ့ပြည့်စရာအကြောင်းဖြစ်တယ်တို့နှလုံးသားထဲမှာဘာရှိတယ်လဲဘာတွေတုံပြီးထားတယ်လဲကအရေးကြီးတာဒါကြောင့် तू ကပြောတာကဲတင်ချင်းတို့ရောက်ရတမန်တရားသိအဲ့တမန်တရားသိပြီးအသက်ရှင်ရတာဘာကြောင့်လဲဆိုတော့အဲ့ဒီအကျိုးကျေးဇူးတွေကြောင့်တမန်ကျမ်းစာမှာပါတဲ့ကနဦးယုံကြည်သူခေတ်ကာလပင်လေအခြေအနေအမျိုးမျိုးထဲမှာဖြတ်တန်းကြတဲ့အခါဒီတမန်တရားဟာသူတို့ရဲ့အသက်တာကိုအများကြီးအကျိုးဖြစ်စေခဲ့အဲ့ဒီအကျိုးဖြစ်စေတဲ့အတွက်လည်းသာသနာကတာ၍ပြန့်လာချစ်တော်ညီကောင်မောင်တို့တမန်တရားကိုပိုင်းခြားတိပြီးအသက်ရှင်ခြင်းဟာကိုယ့်ရဲ့အသက်တာကိုဒီဆောက်ခြင်းရှိစေလို့ဘုရားခင်သာသနာလည်းပို၍ကျေပြန့်စရာအကြောင်းဖြစ်ပါတယ်နံပါတ်5တမန်တရားဟာနှုတ်ကပတ်တော်ကိုပိုင်းခြားသိခြင်းဟာဘလောက်ထိတောင်အရေးကြီးသွားတယ်လေလို့ပြောရင်ဧဖက်အခန်းကြီး4ပိုက်ငယ်ကျွန်တော်တို့14-15ကိုဖတ်ချင်ပါတယ်အကြောင်းမူကားသူတစ်ပါးတို့ဒီလူပရိယေနှင့်အပြစ်တွေးဆောင်ခြင်းကလက်ပြားပြောဆိုသည်ဖြင့်ငါတို့ဒီနောက်တစ်ဖန်ခတ်သိမ်းသောဩဝါဒလူတက်၍ဘယိုဘယဲလွင့်သွားသောသူငယ်မဖြစ်ဘဲလက်မေတ္တာစိတ်နှင့်တမန်တရားကိုဟောပြောသည်ဖြင့်ဥကောင်းတီးဟုသောခရစ်တော်မှာအရာရာတို့၌ကြီးပွားမိအကြောင်းတည်းအမတ်တစ်တော့ပရိယေတွေပါတယ်လက်ပြားတာတွေပါတယ်ဆက်ပြောတယ်ငါတို့ဒီခတ်သိမ်းသောဩဝါဒလေခုခေတ်ကာလမှာဩဝါဒတွေအများကြီးပဲရုပ်ပိုင်းဆိုင်ရာအပြင်ပိုင်းဆိုင်ရာတွေကိုအရန်ကြိုက်တတ်တဲ့သူဖို့ပို့ပြီးလမ်းလွဲเสียရှိတယ်ဒါကြောင့်ဒီမှာပြောတာတမန်တရားကိုပိုင်းခြားပြီးသိခြင်းကပဲအဲ့ဒီလက်ပြားခြင်းတွေအဲ့ဒီမာယွန်းခြင်းတွေအဲ့ဒီလမ်းလွဲခြင်းတွေအဲ့ဒီလက်စားခြင်းတွေကနေပြီးအဲ့ဒီလူပရိယေတွေအများကြီးထဲကနေလူမြောက်เสียအကြောင်းဖြစ်မယ်တဲ့အဲ့ဒါဘာကိုသိထားလဲတမန်တရားကိုပိုင်းခြားသိတာဘုရားစကားကိုပိုင်းခြားသိတာအဲ့ဒီနားလေထားမှာပဲဘေယာကအရင်မြစ်အစစ်မှန်ဖြစ်တယ်အဲ့ဒီအရင်အမြစ်ကိုပိုင်းခြားသိတဲ့သူတွေကပဲဒီကာလမှာခတ်သိန်းသောဩဝါဒလေဘလောက်တိုက်အဲ့ဒီတဲကနေလမ်းမလွဲတော့ဘာကြောင့်လဲဆိုရင်တမန်တရားကိုပိုင်းခြားသိခြင်းနှုတ်ကပတ်တော်ကိုပိုင်းခြားသိခြင်းကသူ့ရဲ့အသက်တာကိုကာကွယ်ထားပေးတယ်နံပါတ်6တမန်တရားကိုပိုင်းခြားသိခြင်းကကျွန်တော်တို့ကိုဘာဖြစ်လာစေလဲလို့ပြောရင်အလင်း၌ကျင်လည်လာစေဒါကြောင့်တိယောခန်းကြီး1အပိုင်ငယ်6နဲ့ခွန်မှာဘုရားခင်ဒီအလင်း၌ရှိတော်မူတကယ်တော့ငါတို့ဒီအလင်း၌ကျင်လည်အချင်းချင်းမိတ္တရာဖွဲ့ခြင်းရှိကြကြဖြစ်၍ယုံကြည်သူအချင်းချင်းမိတ္တရာဖွဲ့ခြင်းကိုတမန်တရားကကျွန်တော်တို့ကိုဘာလုပ်စီလဲဆိုရင်တွန်းပို့တနည်းအားဖြင့်တမန်တော်ဝတ္ထုမှာပင်တေကုတ်တင်နေရနေစပြီးလူ3000လူ4000ပြောင်းလဲတယ်အဲ့ဒီပြောင်းလဲလူတွေကအသက်တာပြောင်းလဲပြီးထူးခြားတဲ့ဝိညာဉ်ရေးအတွေ့အကြုံတွေဘုရားခင်စကားပြောခြင်းတွေဘုရားရဲ့စကားတော်ကိုနားလည်ခြင်းတွေကအဲ့ဒီအချိန်မှာဝိညာဉ်တော်လှုပ်တဲ့ခါမှာကြာဖြစ်လာတဲ့အခါကျတော့လူတွေကမပြန်ကျင်ကြတော့ပြည်သူများတွေရောင်းပြီးတဏှာထဲမှာစုဝေးပြီးတမန်တော်ရဲ့အဆုံးအမကိုခံယူလဲကြားကျင်တဲ့ကြားကျင်လာအဲ့ဒီဝိညာဉ်ရေးကဘုရားစကားကိုနားလည်ခြင်းအရတာအနှစ်တာရဘုရားအကြံစီတော်ကိုနားလည်လိုက်တဲ့အဲ့ဒီအရတာဘာနဲ့မှမလဲနိုင်တဲ့မပြန်ကျင်တော့ကျွန်တော်ပြောင်းလဲခါစားမှာအဲ့လိုဖြစ်ခဲ့ဘူးတဲ့နှုတ်ကပတ်တော်နားထောင်ရတာဘလို့အရတာရှိလို့ရှိမှမသိဘူးနှုတ်ကပတ်တော်တလုံးလေးတိလိုက်ရတာကဘာနဲ့မှလဲလို့မရတဲ့ကြည်နပ်ခြင်းခံစားရတာ
အဲ့ဒါဖြစ်ခဲ့ဘူးလိမ့်မယ်နော်ဒီခုချိန်မှာအဲ့လိုမဖြစ်တော့ဘူးဆိုအဲ့ဒါအင်အားအဲ့ဒါတခုခုဖြစ်နေဒါကြောင့်အဲ့ဒီအရာတာရှိတဲ့လူကပို့ပြီးနားထောင်ခြင်းလာတယ်ကျမ်းစာပို့ပြီးဖတ်ခြင်းလာတယ်ဆိုရင်ဘုရားစကားကိုသိချမ်းရတဲ့အကျိုးကျေးဇူးနဲ့အနှစ်တာရဒီအတွင်းထဲမှာဖြစ်သွားတဲ့အသွင်းလူတိဆောက်ခြင်းဟာဒီကြီးပေါ်မှာရှိတဲ့အရာဘာနဲ့မှပြလို့မရအောင်ဒါကြောင့်ကနဦးခရိယန်တွေကအဲ့ဒီလိုမျိုးနှုတ်ကပတ်တော်၌မိထထားဖွဲ့ခြင်းကိုပို့ပြီးမှခိုင်ခန့်လာစေတယ်ဒါကြောင့်အလင်းလိုက်ကျင်လေခြင်းနဲ့အလင်းလိုက်ကျင်လေတဲ့သူကနှုတ်ကပတ်တော်နဲ့မိထထားဖွဲ့တချို့တွေကြည့်လိုက်ပါတချို့တွေစုံတွေ့တဲ့နေရာမှာဘာတွေပြောလဲအလာပတလာပပြောတယ်ဟိုအကြောင်းဒီအကြောင်းပြောတယ်အမှန်တော့တမန်တရားကိုပိုင်းခြားသိတဲ့လူတမန်တရားကိုဝန်ခံတဲ့လူနှုတ်ကပတ်တော်ကိုရှင်ကျင်ထားတဲ့သူတွေရဲ့မိထထားကနှုတ်ကပတ်တော်အကြောင်းပဲပြောဒါကြောင့်တမန်တရားကိုသိကျွမ်းခြင်းနှုတ်ကပတ်တော်ကိုပိုင်းခြားနားလည်ခြင်းဟာမှန်ကန်တဲ့အချက်လက်မှန်ကန်တဲ့အနှစ်တာရမှန်ကန်တဲ့အရင်းမြစ်ကိုရစေရုံနဲ့မကဘူးတိကျွမ်းစေရုံတာမကဘူးကိုယ့်ရဲ့အသက်တာကိုလည်းလွတ်မြောက်စေတယ်ကိုယ့်ရဲ့အသက်တာကိုလည်းပြောင်းလဲစေတယ်ကိုယ့်ရဲ့အသက်တာကိုလည်းတဖြည်းဖြည်းကြီးထွားရင့်ကျက်လာစေတယ်ကိုယ့်ရဲ့အသက်တာကိုလည်းခိုင်ခန့်ပြီးခွန်အားကိုဖြစ်စေတယ်လို့နားလည်ရတယ်ဒါကြောင့်ခရိယန်အသက်တာကိုတိဆောက်တော့မယ်ခရိယန်အသက်တာကိုအသက်ရှင်တော့မယ်ကိုယ့်ရဲ့အသက်တာကိုနှုတ်ကပတ်တော်နဲ့တိဆောက်တော့မယ်ဆိုရင်တမန်တရားလို့ခေါ်တဲ့ဘုရားစကားကိုနားထောင်ပြီးနောက်တော်တို့လိုက်ခြင်းအပြင်အသက်တာကိုတိဆောက်ရတာတချို့ကခရိယန်အသက်တာကိုတိဆောက်တယ်အလိုလိုနဲ့ညီတဲ့အသက်တာကိုတိဆောက်တယ်အလိုလိုနဲ့ညီတဲ့မိသားစုကိုတိဆောက်တယ်အလိုလိုနဲ့ညီတဲ့အတိုင်းပိုင်းကိုတိဆောက်တယ်လို့ပြောတယ်ကိုကြိုက်တာတွေကိုပြောပြီးကိုပုံစံနဲ့ကိုသွားနေကြတာပဲတကယ်တော့ကြည့်ခရိယန်အသက်တာတိဆောက်ခြင်းဆိုတာတမန်တရားကိုပိုင်းခြားသိပြီးအဲ့ဒီစကားကိုနားထောင်ပြီးအဲ့ဒီနောက်တော်ကိုလိုက်ခြင်းဖြစ်ဥပမာဆာလ23ကြည့်တဲ့အခါမှာအဲ့ဒီတိုးဟာတိုးထင်းရဲ့လက်တကားမှာတိုးထင်းနဲ့အတူရှိနေနေမြကာလပတ်လုံးတိုးထင်းဒီအဲ့ဒီတိုးတွေစိမ့်လိုက်ရချက်စားအရာရာကိုပြပြတာရမျက်နှာကိုပို့ဆောင်ပေးမယ်အနေဘလောက်ရှိရှိကာကွယ်ပေးမယ်ရေလုံးရင်ရေတိုးတကောင်ရဲ့လိုအပ်တဲ့အရာမန္တန်မြကိုတိုးထင်းကတာဝန်ယူတယ်တိုးတကောင်ဟာတိုးထင်းနောက်ကိုစကားနားထောင်ပြီးနောက်တော်ကိုလိုက်တယ်အဲ့ဒီလိုက်နေတဲ့မြကာလပတ်လုံးသူ့အသက်တာဟာလုံခြုံနဲ့ငြိမ်ဝှက်ခြင်းအပြည့်ရှိတယ်ဒါကြောင့်ခရစ်ယာန်အသက်တာဟာတိုးထင်းဖြစ်တဲ့ခရစ်တော်နောက်ကိုလိုက်ခြင်းစကားတော်ကိုနားထောင်ခြင်းဖြစ်ပဲအသက်တာကိုတိဆောက်ရဥပမာကြည့်အောင်ဒိုင်လကတရက်3ချိန်ဆုတောင်းဘုရင်ကအမိန့်တော်ထုတ်တယ်အိမ်မှာဆုတောင်းဝတ်ပြုတဲ့လူကြည့်ရင်အဲ့လိုဆက်ဆုတောင်းရင်ချင်းတွေချင်းနဲ့ချစေလို့အမိန့်ထုတ်တယ်အဲ့ဒီအချိန်မှာဒိုင်လတဲ့ရွေးချယ်စရာဖြစ်လာဘုရားဝတ်နိုင်မွေ့လော်ခြင်းလို့ခေါ်တယ်ဘုရားကိုဝတ်ပြုခြင်းကိုရွေးချယ်မလားဒါမှမဟုတ်ချင်းတွေချင်းနဲ့အကြမခံရအောင်ဒီတိုင်းပဲနေမလားအဲ့နှစ်ခုဖြစ်လာအဲ့တော့ဒိုင်လကရွေးချယ်တယ်ဘုရားဝတ်ကိုပြုမယ်အသေးခံမှာဒိုင်လရဲ့အဲ့ဒီနားထောင်ဝန်ခံခြင်းအဲ့ဒီနားထောင်ခြင်းအကျိုးအကြောင်းကချင်းတွေတွင်နဲ့ရောက်သွားရင်တောင်မှချင်းတွေတွင်နဲ့မှလွတ်သွားတယ်တစ်ခါတလေအဲ့ဒီနားထောင်ခြင်းအပေါ်မှာအမြင်မားတဲ့အခါမှာတရားစကားနားထောင်လိုက်တာပိုကောင်းတဲ့အခြေအနေတစ်ခုပိုကောင်းတဲ့အသက်တာပိုကောင်းတဲ့အသက်ရှင်ခြင်းကိုရောက်သွားတာကိုရှုံးတယ်လို့မြင်စီတာမျိုးမြင်လိုက်တာမျိုးဖြစ်တယ်အဲ့ဒါဇာတိပဂတိတွေကလာတဲ့အမြင်ဖြစ်တယ်ပေါလုနဲ့တီလာအင်္ဂလိပ်တရားကြောင့်ထောင်ကြတယ်သူတို့ရဲ့အသက်တာထဲမှာသူတို့နှလုံးသားထဲမှာတမန်တရားနှုတ်ကပတ်တော်ဝန်ခံတာထောင်ထဲမှာလည်းသူတို့လွတ်မြောက်ခြင်းရှိတယ်ငြိမ်သက်ခြင်းရှိတယ်အဲ့ဒါနားထောင်ခြင်းရဲ့အကျိုးအကြောင်းထဲမှာဖြစ်လာတဲ့အကျိုးအဲ့တော့ဘုရားစကားနားထောင်ခြင်းဟာဘယ်အခြေအနေရောက်သွားအဲ့ဒီရောက်သွားတဲ့အထဲမှာလွတ်မြောက်ခြင်းရှိနေတာမျိုးဖြစ်တယ်အဲ့တော့နားထောင်ခြင်းရဲ့အကျိုးအကြောင်းကိုကြည့်တဲ့အခါနံပါတ်1ဘုရားစကားနားထောင်ခြင်းဟာကိုယ့်ရဲ့လွတ်လပ်ခွင့်တွေကိုယ့်ရဲ့ဆန္ဒတွေဆုံးရှုံးသွားတာမဟုတ်ဘူးကိုယ့်ရဲ့အသက်တာကိုအကျိုးမပြုတဲ့အရာတွေကိုခြံထားလိုက်ပြီးကိုယ့်ရဲ့အသက်တာအတွက်အကျိုးအရှိဆုံးအရာကိုရွေးချယ်လိုက်တာဘုရားစကားနားထောင်ခြင်းတမန်တရားကိုနားထောင်ခြင်းပဲရှင်မတဲ့ခွန်မှာဆိုရင်တဲပေါ်မှာအိမ်ဆောက်တဲ့လူနဲ့ကြောက်ပေါ်မှာအိမ်ဆောက်တဲ့တောင်တွေ့ရမယ်နံပါတ်1တော့နားထောင်ခြင်းဟာကိုယ့်ရဲ့အသက်တာထဲမှာမလိုအပ်တဲ့ကိုယ့်ရဲ့အသက်တာကိုဆွေးစေတဲ့ကိုယ့်ရဲ့အနာဂတ်ကိုအကျိုးမပြုတဲ့ဘုရားအလိုတော်ထဲမှာအသက်ရှင်ခြင်းကိုမဖြစ်စေတဲ့အရာမှန်သမျှကိုစွန့်လွတ်လိုက်ပြီးကိုယ့်ရဲ့အသက်တာအတွက်များစွာသောအကျိုးဖြစ်စေကောင်းကြီးဖြစ်စေတဲ့ဘုရားစကားကိုရွေးချယ်လိုက်တာဖြစ်တယ်အဲ့ဒီရွေးချယ်ခြင်းကကိုယ့်ရဲ့အသက်တာကိုခိုင်ခန့်တဲ့အသက်တာဖြစ်အောင်တိဆောက်ခြင်းဖြစ်တယ်ဒါကြောင့်တမန်တရားကိုသိပြီးနားထောင်ခြင်းအကျိုးအကြောင်းကိုသိယူခြင်းကကိုယ့်ရဲ့အသက်တာကိုတိဆောက်လို့ကိုယ့်မိသားစုကိုယ့်သားသမီးတွေကိုလည်းတိဆောက်နေခြင်းဖြစ်တယ်လို့နားလည်ဖို့လိုတယ်ဒုတိယကပ္ပဦးကျမ်းခန်းကြီး7အပိုင်ငယ်1ကနေ3ကြည့်တဲ့အခါဘုရားကအာဗြဟံကိုခေါ်တယ်အာဗြဟံဒီဘုရားစကားကိုကြားပြီးဘုရားစကားကိုနားထောင်ဝန်ခံခဲ့တယ်အဲ့ဒီနားထောင်ခြင်းအဖြစ်ကပ္ပဦးကျမ်းအခန်းကြီး7အပိုင်ငယ်3မှာသူ့အဖြစ်လူမျိုးတို့ကကောင်းကြီးဖြစ်ဒါကြောင့်ဘုရားစကားကိုနားထောင်ခြင်းဟာကိုယ်ဆန္ဒကိုစွန့်လွတ်လိုက်ရတာမှန်ပေမဲ့ကိုနားထောင်ခြင်းအဖြစ်သူတစ်ပါးတွေကောင်းကြီးဖြစ်စေဖို့ဖြစ်တယ်ဘုရားစကားကိုဝန်ခံခြင်းရှိတဲ့သူတစ်ယောက်အဖြစ်အများသောသူတွေလည်းကောင်းကြီးဖြစ်ဖို့ဖြစ်တယ်ဒါကြောင့်ဒုတိယဘုရားစကားနားထောင်ခြင်းဟာကိုယ်အဖြစ်သူတစ်ပါးကောင်းကြီးဖြစ်စေတဲ့အကျိုးကိုဖြစ်စေတာဖြစ်နံပါတ်3သုတ်တန်ကျမ်းအခန်းကြီး23ပိုင်ငယ်19ငါသာငါစကားကိုနားထောင်၍ပညာရှိသဖြင့်ကိုယ်စိတ်နှလုံးကိုလမ်းမ၌ပဲ့ပြင်လောငါသာငါစကားကိုနားထောင်၍
ညာရှိတစ်ဖြစ်အဲ့တော့ပညာရှိခြင်းဟာနားထောင်ခြင်းတွေကနေလာတယ်ပညာဆိုတာ wisdom ဆိုတာပိုင်းခြားနားလည်ခြင်းပဲအဲ့ဒီပိုင်းခြားနားလည်ခြင်းဟာနားထောင်ခြင်းတွေကနေလာတယ်ဘာလို့နားထောင်ခြင်းလဲနှုတ်ကပတ်တော်နားထောင်ခြင်းတမန်တရားကိုနားထောင်ခြင်းတမန်တရားကိုဝန်ခံခြင်းနှုတ်ကပတ်တော်ကိုဝန်ခံခြင်းတွေကနေလာတဲ့ပိုင်းခြားတတ်ခြင်းကိုပညာရှိခြင်းလို့ခေါ်တယ်ပတ်စံရှိပြီးတမန်တရားမရှိတဲ့အခါမှာမိုင်းနဲ့ဩဝါဒတွေကိုပံ့ပိုးတဲ့သူဖြစ်လာတမန်တရားကိုပိုင်းခြားနားမလည်ခြင်းကအဲ့လိုမျိုးကိုကြောက်စရာကောင်းတာတမန်တရားကိုကုမတော်သူမဖြစ်ဘဲနဲ့တမန်တရားကိုစီးသားတော်သူဖြစ်သွားတာ။ဘာကြောင့်လဲတမန်တရားကိုပိုင်းခြားမသိလို့ကယ်တင်ခြင်းရောက်ရပြီးသွားရင်တမန်တရားကိုသိခြင်းဟာအဲ့လောက်ထိအရေးကြီးလာ။ဒါကြောင့်အဲ့ဒီပိုင်းခြားခြင်းကဘယ်ကလာလဲနားထောင်ခြင်းနဲ့လေလာတယ်။ဘာအောင်နားထောင်တာလဲတမန်တရားနှုတ်ကပတ်တော်စကားကိုနားထောင်ခြင်းနဲ့နေလာ။တမန်တော်ဝတ္ထုအခန်းကြီး7ခုပိုက်ငယ်7မှာအဲ့ဒီနားထောင်ခြင်းနဲ့နေလာတဲ့ပိုင်းခြားတတ်ခြင်းဆိုတဲ့ပညာဟာမာနာမမာနာကိုလည်းကောင်းကောင်းသိလာတယ်။အဲ့ဒီမာနာမမာနာကိုဘာနဲ့တိုင်းတာရမလဲဆိုတော့ကောင်းကောင်းသိလာတယ်တချို့ကအဖွဲ့အစည်းနဲ့တိုင်းနေတယ်မှန်တချို့ကနောက်လိုက်များတာနဲတာနဲ့တွားတိုင်းနေတယ်တချို့ကျတော့ဘုရားကျောင်းကြီးတာတိတာနဲ့တွားတိုင်းနေတချို့ကျတော့လူပုဂ္ဂိုလ်နဲ့တွားတိုင်းနေလူပုဂ္ဂိုလ်နဲ့လည်းတိုင်းလို့မရအောင်တမန်တရားမှန်နှုတ်ကပတ်တော်မှန်အဖွဲ့အစည်းနဲ့လည်းတိုင်းလို့မရအောင်ဘုရားကျောင်းနဲ့လည်းတိုင်းလို့မရအောင် material နဲ့လည်းတိုင်းလို့မရအောင်နောက်လိုက်လည်းတိုင်းလို့မရအောင်ကျမ်းစာနဲ့ပဲတိုင်းရတာအဲ့ဒါကိုကောင်းကောင်းသိလာစေတယ်ပညာရှိတယ်ဆိုတော့အဲ့ဒါပြောတာဒါကြောင့်ခရိယန်တွေအများကြီးပဲဘုရားကျောင်းပုံမှန်သွားနေတယ်ပညာရှိတယ်လူနဲ့တုတ်တန်ချမ်းအခန်းကြီး1ပိုက်ငယ်33မှာငါစကားကိုနားထောင်တော်သူမြည်ဒီကလုံခြုံစွာနေရ၍ဘေးကိုမကြောက်ပဲညင်ဝဲလိမ့်မည်ဓမ္မဟောင်းကာလကိုကြည့်တဲ့အခါမှာဘုရားခင်အတူရှိခြင်းအဖြစ်အန္တရာယ်ထဲမှာရောက်သွားပြီမဲ့လေလုံခြုံတယ်ဘသူကွယ်ကာသားလဲဘုရားကွယ်ကာသားဣတိလလူမျိုးဟာလက်တဆုပ်စာပဲရန်သူတွေကသူတို့ထက်အများကြီးအင်အားများတယ်ဒါပေမဲ့ဒီလူမျိုးကပျောက်မသွားဘူးဘာကြောင့်လဲဘုရားခင်ကွယ်ကာသားတယ်လုံခြုံနေတယ်ဘုရားခင်ရှိလို့လုံခြုံတယ်ဘုရားစကားရှိလို့လုံခြုံတယ်အင်အားသေးပေမဲ့အန္တရာယ်တွေများပေမဲ့အခြေအနေတွေမကောင်းပေမဲ့ဘုရားသူရှိတယ်ဘုရားရွေးချယ်ထားတဲ့လူဖြစ်တယ်အဲ့အတွက်လုံခြုံတယ်ဒါကြောင့်ဘုရားစကားရှိထားတဲ့အတူတယောက်ရဲ့အသက်တာဂရိတော်ရှိထားတဲ့အတူတယောက်တည်းဘုရားနဲ့အတူရှိတဲ့အသက်တာဟာလုံခြုံခြင်းရှိတယ်ဒါကြောင့်ယောရှုပြောတာမကြောက်နဲ့တဲ့မောရှိနဲ့အတူရှိတယ်လို့မင်းနဲ့အတူရှိအတိတ်ဘက်ကမောရှိကိုလုံခြုံခြင်းပေးတယ်လို့မင်းကိုလည်းငါလုံခြုံခြင်းပေးမယ်အဲ့တော့လုံခြုံခြင်းမန္တမြတ်ဟာဘုရားစကားရှိခြင်းနှုတ်ကပတ်တော်ရှိခြင်းဘုရားနဲ့အတူရှိခြင်းဟာလုံခြုံတဲ့အသက်တာပဲသူဘာကြောင့်လဲဘုရားကွယ်ကာထားလို့တက်ပြောတယ်ဘေးကိုမကြောက်ပဲညင်ဝဲလိမ့်မည်ဘာကြောင့်မကြောက်တာလဲဘုရားကအဲ့ဒီတဲကနေအေနှုတ်ဖို့လွတ်မြောက်ရလမ်းကိုပြင်ဆင်ပေးဒါကြောင့်တစ်ကော30:73မှာလူလိုက်ဖြစ်တတ်သောစုံစမ်းနှောက်ယှက်ခြင်းကိုတင်တို့ဒီခန်းကြတင်တို့မခံနိုင်တော့စုံစမ်းနှောက်ယှက်ခြင်းကိုတင်တို့၌ရောက်စိတ်တော့ငါခွင့်ပေးတော်မူဘုရားခင်ဒီတစ္ဆာနေပြည့်စုံတော်မူသည်ဖြစ်၍တဲ့လွတ်မြောက်ရလမ်းကိုလည်းစုံစမ်းနှောက်ယှက်ခြင်းအရာနဲ့တကွပြင်ဆင်ပေးမယ်အခြေအနေမလူးတာမလဲတာအခြေအနေတစ်ခုတည်းကိုရောက်သွားရင်တောင်မှလွတ်မြောက်ရလမ်းကိုဘုရားကအမြဲတမ်းပြင်ဖို့အသင့်ရှိတယ်တစ္ဆာနဲ့ပြည့်စုံတယ်တဲ့ဒါကြောင့်တမန်တရားကိုသိပြီးအဲ့ဒီတမန်တရားတဲ့အသက်ရှင်ခြင်းဟာခရိယအသက်တာကိုတိဆောက်ခြင်းဖြစ်တယ်နားလေရတယ်ရောက်ချင်းစတိုင်းတွေနှုတ်ကပတ်တော်ဟာတိဆောက်เสียဖြစ်